အားလုံးပဲမင်္ဂလာပါဒီနေ့ကတော့မန်လေးကိုမဟာအောင်မြေဖြင့်တက်မှတ်ပြီးတော့ပေါ့နော်ရှေးတုန်းကစီရင်နေတဲ့အတိုင်းဒီဓပနက်ဘုရားကိုးစုရဲ့အတိတ်ထံအကြောင်းလေးကိုအထွန်းရိုက်ပြပေးမှာဖြစ်ပါတယ်အဲ့တော့အထွန်းနဲ့တူလိုက်ခဲ့ပြပါဦးကဲအခုပထမဦးဆုံးအောင်တော်မူဘုရားကိုအရင်သွားမှာဖြစ်ပါတယ်အခုအောင်တော်မူဘုရားမှာသူကတော့ကိုယ်ပဲစိတ်မှာဖြစ်ပါတယ်โอเคအခုဆိုရင်ဒါချမ်းသာရအပြောင်းရောက်ပါပြီဒါကတော့ဒုတိယမြောက်အစုဖြစ်ပါတယ်အခုကတော့သုံးစုမြောက်ဖျားဖြစ်တဲ့မဟာမြတ်မုနိရုပ်ရှင်တော်မြတ်ကြီးကိုရောက်နေတာဖြစ်ပါတယ်အခုအထွန်းပရိစိတ်ဖို့အတွက်သွားလိုက်ပါအောင်မယ်โอเคအခုကတော့ဒါ၄စုမြောက်ဖြစ်တဲ့တကြတိဟဈေးတော်မြတ်ကြီးကိုရောက်နေတာဖြစ်ပါတယ်အခုထွန်းပရိသတ်ဖိလိုက်ပါအောင်မယ်ဒီဖျားကအခုလောလောဆယ်မှာတော့ပြုပြင်နေတာဖြစ်တဲ့အတွက်ကြောင့်မလို့ပေါ့နော်ဒီသင်္ကန်းလေးနဲ့ပုတ်ထားတာဖြစ်ပါတယ်အခုကတော့၅စုမြောက်ရွှေကြီးမြင့်ဖျားကိုရောက်နေတာဖြစ်ပါတယ်ခုထွန်းပရိစိတ်ဖို့လည်းသွားလိုက်ပါအောင်မယ်ကဲအခုဆိုရင်လေးကျွန်းမြောင်ဈေးတော်ရောက်နေဖြစ်ပါတယ်။အခုဒိတ်တံပတိသွားဆေးလာအောင်နော်။လိုက်ခဲ့ပြပါအခုရောက်ရှိနေတာကရှင်အရဟံနေဝင်သိမ်ကျောင်းကိုရောက်နေတာပါ။ဟုတ်ကဲ့အခုရောက်နေတာကတော့ရှစ်စုမြောက်ကုသိုလ်တော်ဘုရားကိုရောက်နေတာပါကဲအခုကတော့နောက်ဆုံးဘုရားကိုးစုမြောက်ဖြစ်တဲ့ရွှေကြီးတာဘုရားကိုရောက်နေတာဖြစ်ပါတယ်ဘုရားကိုးစုလည်းပြည့်သွားပြီဖြစ်တဲ့အတွက်ကြောင့်မလို့ခုအိမ်ပြန်နေပါပြီဒီနေ့သွားခဲ့တဲ့အတွေ့အကြုံအရပြောမယ်ဆိုရင်ဘုရားကိုးစုပြည့်တဲ့ကျွန်တော်နည်းတော့ပြင်မဲ့နဲ့ပြီးတော့ကျတော့တရားတွေကကျတော့အခုနောက်ပိုင်းတွေကငလင်ကြောင့်မို့လို့ပျက်စီးထားတာတွေရှိတဲ့ခါကျတော့ပြုပြင်နေတဲ့ကာလတွေဖြစ်နေတဲ့အတွက်ကြောင့်မို့လို့ကိုသွားတဲ့ခါမှာတော့တတိထားသွားပါတော့တန်ဒီစူးတာတို့တခုဖြစ်သွားနိုင်တယ်အတွက်ကြောင့်မို့ပေါ့နော်ဆိုတော့အဲ့ဒါလေးတခုတော့ရှိမယ်ကဲ see you bye bye